ဘဝဆိုတာတင်ယူဖို့ပါအမားရီစီကတင်ယူတတ်တဲ့သူကပိုတော်လာတယ်နာကျင်မှုတွေကိုခန္ဓာရည်ရှိသွားတဲ့သူတွေကပိုရင်ကျက်လာတယ်မျက်ရည်ကိုစိတ်ပတ်ဝင်အောင်အသုံးချတဲ့သူတွေကခံစားမလွယ်တော့ဘဲနဲ့ပုံမာကျော်သွားတယ်ပြောင်းညံ့တဲ့စိတ်ဓာတ်ကိုမခံချင်စိတ်အဖြစ်ပြောင်းလဲလိုက်တဲ့အခါအဲ့ဒီသူရဲ့အနာဂတ်ဟာပိုတောက်ပလာတယ်လွတ်လိုက်တာကိုအရှုံးလို့မသတ်မှတ်တဲ့သူတွေကအောင်မြင်မှုနဲ့ပိုနီးသွားတယ်နားလေပေးတတ်တဲ့သူတွေကအမုန်းနဲ့ဒေါသတွေကင်းပြီးပိုအေးချမ်းတယ်ခွန်လို့ပေးတတ်တဲ့သူကပိုပြေဝပြီးလွတ်မြောက်မှုကိုခံစားရတယ်ဒီခံတတ်တဲ့သူကရံမများပဲကိုယ်စိတ်နဲ့ကိုနေနိုင်သွားတယ်သူ့နေရာမှာငါသားဆိုပြီးကိုချင်းစာပေးတတ်တဲ့သူကလူပီတသွားတယ်ငါဘာယူသွားမလဲဆိုတဲ့စိတ်နဲ့မရှင်တန်နဲ့ငါဘာပေးခဲ့ရမလဲဆိုတဲ့စိတ်နဲ့ပဲရှင်တန်ပါမတော်လို့တခုခုလွဲချော်သွားရင်ငါတော့မှားသွားပြီလို့မတွေးပါနဲ့တကယ်တော့ဘဝဆိုတာအရှုံးနေနဲ့ပြိုလဲနေဖို့မဟုတ်ဘူးဘဝဆိုတာအမားရီစီကတင်ယူဖို့ပါဟုတ်ကဲ့ပါအခုလိုစိတ်ခွန်အားတွေရရှိဖို့အတွက်ဆိုရင်တော့